စားသမားဘွားနဲ့နီးပြဘွားတော့မတူဘူးပေါ့လေမတူဘူးဆိုတာကစားသမားဘွားတော့ကတော့ကိုကဒီပြိုင်ပွဲတွေမှာကစားပြီးတော့မှပြည်သက်တွေရဲ့အားပေးမှုနဲ့ကိုဒီနာမည်တစ်ခုဆိုတာလည်းရခဲ့တာပေါ့လေကစားသမားဘွားကတော့နောက်ပြီးတော့ကွင်းထဲမှာကစားခဲ့ရတယ်ဒါတွေကိုကိုကစားတဲ့ပုံမူတည်ပြီးတော့ကြည့်ပြီးတော့မှပြည်သက်တွေရဲ့အားပေးမှုနဲ့ကောင်းတာမကောင်းတာကျွန်တော်တို့ကရှိခဲ့တာပေါ့လေဒါကတော့ကစားသမားဘွားမှာကျွန်တော်တို့ကကြုံတွေ့ခဲ့ရတဲ့ဟာပေါ့အခုနီးပြဘွားဆိုတော့ကြတော့ဒီလက်ရှိကစားနေတဲ့ကလေးတွေဒီလူငယ်ကစားသမားလေးတွေအခုလက်ရှိကျွန်တော်တို့လေရွေးစင်မျိုးသမီးတွေမှာလက်တော်နီးပြဖြစ်နေပါသွားတဲ့ချိန်ကြတော့ဒီပြတယောက်အနေနဲ့ကတော့ပို့ပြီးတော့ဒီကလေးတွေပေါ်တင်ကြားမှုသူတို့ရှေ့မှာနေရထိုင်ရတာအစပေါ့လေဘာပဲပြောနီးပြဆရာတယောက်မှနေရမယ့်ပုံစံမျိုးလေးတွေနဲ့เนาะအဲ့ဒါလေးကတော့ကျွန်တော်တို့ကွာခြားသွားတာလေးတော့ရှိပါတယ်အခက်အခဲဆိုတာတော့ကျွန်တော်ဆိုတာဘောလုံးသမားဘွားမှာ20ကျော်22နှစ်ပတ်ဝန်းကျင်တော့ဖြတ်တန်းခဲ့တယ်အခုနီးပြဘွားနဲ့ဆိုလို့ရှိရင်ကိုယ့်အသက်တော်မှပဲကို40ကျော်ပတ်ဝန်းကျင်ရောက်နေပြီဆိုတော့အနေအကျဆိုတာလူတယောက်မှာအများကြီးပဲကျွန်တော်ဆိုတာကိုယ့်ဘွားမှာဆိုလို့ရှိရင်အခက်အခဲတွေကအဆင်ပြေမှုတွေအများကြီးရှိခဲ့တယ်လို့အဆင်ပြေတာတွေလည်းရှိတာပေါ့အခုဆိုလို့ရှိရင်ဒီအောင်မြင်မှုရတဲ့အတိုင်းတာကတော့ဘွားမှာအမတ်တရနောက်တစ်ခုထပ်ရသွားတာပေါ့ဘာလို့လဲဆိုတော့ကစားသမားဘွားကလည်းကိုကဒီစီးကိန်းမှာဒုတိယရတယ်ကျေးစိတ်ဆိုလည်းကိုအများကြီးရခဲ့တယ်ဒုတိယလည်းကိုစုတွေရှိခဲ့တယ်ဒါပေမဲ့နီးပြဆရာဘွားပြောင်းတဲ့အချိန်မှာလည်းအခုလိုမျိုးကလေးတွေနဲ့U90 ဆိုလဲ19နှစ်ယောက်မှာလက်တော်နီးပြကန်ခဲ့တုန်းကလည်းအောင်မြင်မှုလေးတစ်ခုထိကျွန်တော်လုပ်ပေးနိုင်တယ်လို့အခုအမျိုးသမီးလည်းရွေးစင်မှာကိုတိုင်းကစားခဲ့တဲ့ National တို့အသင်းမျိုးကြီးမှာလာပြီးတော့ကျွန်တော်လက်တော်နီးပြအနေနဲ့ပါဝင်တဲ့အချိန်မှာလည်းအခု2023ရဲ့ကလေးတွေရဲ့စီးကိန်းအောင်မြင်မှုကဒါကိုဘွားအတွက်အမှတ်တရတစ်ခုဖြစ်ခဲ့တာပေါ့နော်ဒါကတော့ဘွားအတွက်ပြောစရာအကောင်းဆုံးနဲ့ကျွန်တော်ဘွားရဲ့အမှတ်တရပေါ့လူတယောက်ကဘာပဲပြောကိုဘွားအတွက်ပန်းနိုင်ဆိုတာတော့ရှိအောင်ပန်းနိုင်ဆိုတဲ့အရာမျိုးကကိုဒီဘောလုံးကိုတကယ်ပဲကစားတော့မယ်ဘောလုံးသမားတယောက်ဖြစ်ဖို့အတွက်ဆိုတာကဘောလုံးသမားတယောက်ဖြစ်ဖို့လည်းကျွန်တော်တို့ကမရဘာလို့လဲဆိုတော့ကျွန်တော်တို့ကနိုင်ငံအတွက်လေဝေးစင်ဖြစ်အောင်လုပ်ရမယ်ပြီးရင်ဒီလေဝေးစင်မှာမှကျွန်တော်တို့ကဒီအသင်းမှာကျွန်တော်တို့ကကစားတယ်ဆိုတော့အကုန်လုံးကစားလို့ရတဲ့အရာမဟုတ်ဘူးလေကျွန်တော်တို့ကပနာမဖြစ်ရွေးချယ်ခံအောင်မယ်အဲ့မှာမှကျွန်တော်တို့ကနီးပြဆရာတွေရဲ့တင်ကြားမှုတွေနဲ့ training ပိုင်းတွေမှာကျွန်တော်တို့တေချာအာရုံစိုက်ပြီးလုပ်ရမယ်ပန်းနိုင်ဆိုတာတခုလေးနဲ့ပါပြီးတော့မှပြုတ်သွားလိုက်ပြန်သွားလိုက်ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့စပြီးတော့ရွေးချယ်ပြီးဆိုတော့ဒီတစ်ခုကိုဒီဇိုင်းမမှတ်သွားဖို့တဲ့ကိုကျွန်တော်တို့ကလေးတွေကိုလှုပ်စေချင်တယ်ဘာလို့လဲဆိုတော့နေရာတစ်ခုဆိုတာကရပြီးသွားရင်နောက်တစ်ခေါက်ပြန်လာဖို့ဆိုတာလွယ်တဲ့အရာမဟုတ်ကျွန်တော်တို့ကဒီတစ်ခါကိုရောက်တယ်မကြိုးစားဘူးနောက်တစ်ခေါက်ကျမှငါကြိုးစားပါမယ်ကွာနောက်တစ်ခေါက်မှလုပ်ပါဟာဆိုတာနောင်ဆိုတာကနောင်ဆိုတဲ့အရာဘယ်တော့မှဖြစ်လာနိုင်တဲ့အတိုင်းဒါမရှိပါဘူးကျွန်တော်တို့ကအလုပ်ကကိုရောက်နေတဲ့အချိန်မှာကိုကိုလက်ရှိရွေးပြီးဆိုတော့ကိုဘယ်နှယောက်ရွေးတယ်အယောက်30ထဲမှာကိုပါပြီလားကွဲထဲမှာကစားသမားဒီဘက်ဆရာတွေရဲ့စကားကိုနားထောင်မယ်ကိုယ့်ရဲ့စီနီယာတွေကိုလေးစားရှိမယ်ကိုနဲ့အတူတူကစားတဲ့ဂျူနီယာတွေနဲ့ချစ်ခင်ကျွန်တော်တို့ပေါင်းသင်းဆက်ဆံမယ်ဆိုလို့ရှိရင်ဒါဘောလုံးသမားတယောက်မှာရှိတတ်တဲ့အရာတွေလည်းကျွန်တော်တို့ပြည့်စုံသွားမှာဖြစ်တယ်ကိုလိုတဲ့အရာကိုသွားခြင်းတဲ့နေရာကိုလည်းကိုအချိန်တူတူတွေမှာကျွန်တော်တို့ကကြောက်သွားနိုင်တယ်ဒါမှကျွန်တော်တို့ကကိုလိုချင်တဲ့ပန်းနိုင်ဆိုတဲ့ဟာမျိုးကိုကစားသမားတယောက်အနေနဲ့သွားနိုင်မယ်လို့ကျွန်တော်တို့မြင်တယ်ကစားသမားတယောက်ရဲ့ပန်းနိုင်ဆိုတာကျွန်တော်စောစောပြောသလိုအစင်းစင်ကိုရည်ရွယ်ထားတဲ့အရာတစ်ခုကိုရောက်ဖို့အတွက်ဆိုတာအချိန်တွေအများကြီးကိုမစောင့်ပါနဲ့လက်ရွေးစင်ပနာမရွေးချယ်ခံရပြီဆိုတာနဲ့မြမလက်ရွေးစင်မှာနာမည်တစ်ခုရဖို့အတွက်ကိုအရင်ဆုံးစူးစမ်းပြီးတော့မှနိုင်ငံအတွက်ပေးဆက်ပါကစားသမားတွေကိုပြောချင်ပါတယ်နီးပြဒီနဲ့အနေနဲ့ကတော့ဒါကတော့ကျွန်တော်လက်ရှိသွားနေတဲ့လက်တော်နီးပြဆရာတယောက်အနေနဲ့ကိုမှလိုအပ်တဲ့ဟာတွေကျွန်တော်သင်ယူပါဦးမယ်လေ့လာပါဦးမယ်နောက်ထပ်သင်တန်းနေရှိရင်ကျွန်တော်တို့ကတက်ရမယ်ဆက်ပြီးတော့ကျွန်တော်လုပ်မယ်ဘယ်ရာမှာပဲလုပ်အဓိကကျွန်တော်တို့ကကိုလှုပ်ချင်နေဖို့နဲ့ဒီပေါ်မှာကျွန်တော်တို့ကစိတ်ပါဝင်စားပြီးတော့ပျော်နေဖို့ကကျွန်တော်တို့ရဲ့အဓိကပါပဲဘာလို့လဲဆိုတော့ဘောလုံးသမားဘဝကစားပြီးနီးပြဆရာစတက်ပိုင်ဆက်သွားမယ်အလုပ်တစ်ခုပြတော့အဲ့လိုတော့ကျွန်တော်ခံယူထားတာပေါ့နော်အဲ့လိုမျိုးကျွန်တော်ရှိကျွန်တော်ဒီစီစဉ်ကနေပြီးတော့ဗောလေကျွန်တော်ရဲ့ဒီမလာရေးစင်မျိုးရင်းဘောလုံးအသင်းမှာကစားခဲ့တဲ့ကစားသမားတယောက်အနေနဲ့ပြေးသက်ခဲ့အားပေးမှုကြောင့်ကျွန်တော်စမ်းပေါ်ဆိုတော့တည်ခဲ့ရတဲ့အများတန်းကျွန်တော်အားပေးနေတဲ့ပြေးသက်ကြီးကိုဒီကနေကျွန်တော်ကျေးဇူးတင်ပါတယ်အခုလက်ရှိလဲကျွန်တော်ကစားသမားဘဝနားပြီးတော့ဒီပြတယောက်အနေနဲ့လုပ်တဲ့အချိန်မှာလဲကျွန်တော်ဗာပဲပြောဘယ်သိမ်းမဲ့လောကကျွန်တော်မှရှိတဲ့နေရာကျွန်တော်ဗာပဲပြောအတတ်နိုင်ဆုံးအောင်မြင်မှုရအောင်အတိုင်းတော်တစ်ခုကြီးကျွန်တော်စူးစမ်းပေးပါမယ်အဲ့အတွက်လဲကျွန်တော်ဆက်ပြီးတော့ပြေးသက်နေနေဆက်ပြီးတော့အားပေးပေးပါဦးပြီးတော့ကျွန်တော်ဒီဘလို့ပဲဖြစ်ဖြစ်ပေါ့ကစားသမားမဟုတ်တော့ဘဲနဲ့ကျွန်တော်အကျော်ရောင်းတဲ့အချိန်မှာရဒီပြည့်လုပ်တဲ့အချိန်မှာလည်းကျွန်တော်အားပေးတဲ့အတွက်ပြေးသက်ကြီးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ပြီးတော့ပြေးသက်ကြီးအနေနဲ့လည်းကျွန်တော်အခုဒီပြေးချသွားတဲ့
ပန်းနိုင်ဆိုတဲ့အရာလေးတစ်ခုမှာပေါ့လေကျွန်တော်တို့ဒီရွေးစင်အသင်းမှာကစားသမားတယောက်အနေနဲ့ကျွန်တော်ဆိုငယ်ဘဝကနေပြီးတော့အခုချိန်ကြီးဖြတ်တန်းခဲ့တဲ့ပန်းနိုင်တစ်ခုကိုကျွန်တော်ပြောသွားခဲ့တယ်လို့ပဲအခုကျွန်တော်အားပေးတဲ့ပြည်သက်ကြီးတွေမှာလည်းပို့သွားမဲ့ပန်းနိုင်တစ်ခုမှာပေါ့လူတိုင်းကပန်းနိုင်ဆိုတာအများတန်းဖြောင်းယူတာနဲ့ကျွန်တော်တို့ကမရောက်နိုင်ပါဘူးအခက်အခဲဆိုတာကျွန်တော်တို့အများကြီးရှိပါတယ်အဆင်ပြေတာတွေရောအဆင်မပြေတာတွေရောစိတ်ညစ်စရာတွေရောစိတ်ဆင်းရဲစရာတွေရောအများကြီးရှိတဲ့အထက်မှာမှအတတ်နိုင်လို့ကျွန်တော်တို့ဒီကိုသွားမဲ့ပန်းနိုင်တစ်ခုကိုဘယ်လိုအခက်အခဲတွေပဲရှိရှိဘယ်လိုစိတ်ညစ်စရာတွေပဲရှိရှိကိုရောက်နိုင်တဲ့အရာတစ်ခုကိုခိတ္တခဏစိတ်ညစ်ရတဲ့ဟာလေးမှာကျွန်တော်တို့စိတ်ညစ်လိုက်မယ်ပြီးရင်ကျွန်တော်တို့သွားမဲ့ပန်းနိုင်တစ်ခုမဖြစ်မနေကျွန်တော်တို့ရောက်အောင်သွားမယ်ဆိုတော့တက်ကက်တစ်ခုနဲ့သွားစေချင်တယ်လို့ကျွန်တော်ဒီလည်းအခုလက်ရှိသွားနေတဲ့အရာတစ်ခုမှာဒီထက်ကအောင်မြင်တဲ့ပန်းနိုင်တစ်ခုရောက်ဖို့အတွက်ကျွန်တော်လည်းဆက်လက်ကြိုးစားသွားပါမယ်ဟုတ်ကျေးဇူးတင်အခုတင်ဆက်ပေးခဲ့တာကတော့မြမလက်ရွေးစင်အမျိုးသမီးအသင်းလက်ထောက်နီးပြဆန်းဆန်းမော်ရဲ့ပန်းနိုင်လို့တွားရခီးပဲဖြစ်ပါတယ်။ရှေ့ဆက်ပြီးသူ့ရဲ့ရီမန်းချက်ပန်းနိုင်စီကိုအမြန်ဆုံးအရောက်လှမ်းနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။